YG ရဲ့ဒီမြန်မာဝတ်စုံလေးကိုပေါ့နော်မစော့ဘဲနဲ့ရနိုင်ဘူးလားဆိုတော့ပြောပြမယ် Wait a minute အရင်ဆုံး तू ကဒီမှာ event တွေကိုဝင်လိုက် event တွေကိုဝင်လိုက်ပြီဆိုရင်ဒီမှာပေါ့နော် park 8 chain park 8 chain ဆိုတော့ဒီ park voucher ပေါ့နော်ဒီခရမ်းရောင်လေးပေါ့နော်အဲ့ဒီ voucher နဲ့လဲရတာအဲ့ဒီ voucher ရဖို့ကကျမတို့ဒီမှာ daily mission ရှိရယ် daily mission မှာဆိုရင်တယောက်9ပွဲဆော့ရင်30 5ပွဲဆော့ရင်30ဟိုးတပွဲဆော့ရင်20ပေါ့နော်အဲ့မှာ40ဖြစ်သွားပြီအောက်မှာ under the event နဲ့ဝင်လာတာနဲ့30နော်တော့တန်းဝင်ရင်30 2 month ဆိုရင်30အဲ့ဆိုတော့40 30တော့80တရက်ကိုတော့80ပေးတယ်ဒါပေမဲ့ဆော့မှရမှာနော်ပြီးရင်ဒီ challenge mission တွေမှာဆိုလည်းအများကြီးပဲပေးရပေါ့နော်ကိုယ့်ကို mission တော့ဖတ်လို့ရပါတယ် game ထဲမှာ10 minute ရှိရင်10 minute အဲ့လိုပေါ့နော်မိနစ်20ဆိုမိနစ်40အကောင်40တန်40အဲ့လိုမျိုးဒီ park လေးတွေချင်းရတယ်တကယ်လို့ game ဟိုဗာလဲတနက်တွေရှာတယ်အဲ့လိုအိမ်ထဲမှာလည်းနှစ်ခုစီရှိရအဲ့ဒီဥစ္စာတွေလည်းယူလို့ရပါတော့အဲ့ဒါရနေတယ်ပြီးလို့ရှိရင်နောက်ထပ်ရနိုင်တဲ့နေရာကြတော့ဒီမှာပေါ့ဒီမှာဖလားပုံလေးဒီမှာ YG တော့ကြဒီမှာ pick up air တော့တစ်ခါကောက်လာနဲ့သူကဒီမှာဒီကက်လေးပေါ့နော်တကက်ရတယ်အဲ့တော့နှစ်ခုကောက်ရင်နှစ်ကက်ပေါ့နော်ဒါ mission ပေါ့ပြီးရင်ဒီအောက်မှာလှည့်အဲ့ဒီကက်လေးနဲ့လှည့်ရတာပေါ့နော်အဲ့ဒီကက်မှာလှည့်ရင်လည်းပေါက်နိုင်တယ်ဒါပေမဲ့အဲ့ဒါကတော့ပေးဒီဝတ်စုံကြီးရောပေးမယ်ပေးအဲ့ဒါတော့အားမပေးဘူးကျမတော့ဒါပေမဲ့အဲ့ဒီဥစ္စာလှည့်လို့ရှိရင်ဒီလိုမျိုးဒီပပေါချာရတယ်ပေါ့နော်20အဲ့လိုမျိုးရတယ်နော်အဲ့လိုရတယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီ prediction ကျမတို့လုပ်ပေးရမှာနော်ကျမဒီရှင်းမှာလုပ်ခဲ့တယ်တခါ prediction ဒီလိုမျိုးပေါ့နော် slide ရမယ် YG ဘာညာပေါ့အမျိုး slide ဆက်ပြီး okay နှိပ်လိုက် okay နှိပ်ပြီးရင်တော့prediction လုပ်ပြီးရတယ်ဒီ coin လေးတွေ e-sport token 50ရပါတော့အဲ e-sport token 50ဆိုလို့ရှိရင်ဒီမှာ draw 1ဆိုရင်50နဲ့လှည့်လို့ရတယ်ပေါ့နော်50ဒါကတော့မပေးဘူးကျွန်မထင်တာတော့ဒီ pack ဒီ voucher တွေပဲသူကပေးရများရပါတော့နော်အဲ့မှာရနိုင်တဲ့နီးတွေကတော့အများကြီးပဲပေါ့ပြီးဒီမှာတစ်ခုကဒီမှာသူက live ရှိလို့ရှိရင်1 minute တစ်ခါကြည့်1 minute ကြည့်ရင်ဒီမှာဒီအောက်ကဟာလေးတက်တယ်ပေါ့နော်ဒီမှာ1နဲ့3လေးတက်ရင်ဒီမှာကျတော့ e-sport token e-sport token နဲ့ဒီမှာသွားလဲပေါ့ဒါပဲအဲ့တော့သူကဟိုပါဗလားခွင့်ရရအများကြီးပဲပေါ့ဒီပတ်ပေါချာရမယ်အခွင့်ရလို့ရှိရင်ဒီမှာ event shop မှာသူက315နဲ့လဲရတယ်315နဲ့လဲပြီးရတော့အဲ့တော့မစော့ပဲနဲ့ရနိုင်တဲ့နီးဆိုတော့မစော့ပဲနဲ့ရနိုင်တဲ့နီးမရှိပါဘူးစော့မှပဲရပါမယ်ကျေးဇူးတင်ပါတယ် I just had to let you know you're she a happy baby she